ကဲနောက်ပိတ်တဲ့ရမှာခုလိုလေးရှင်းစားလိုက်ပါရဲ့ဗျာပြီးတော့လေးဒီစပါတယ်ဘယ်လိုလဲဘောလာတော့ကြောမှာပါဒီဘောဒီဒီနဲ့ဖြစ်မှာပါဒီဘောဒီကိုပြလိုက်ပါအောင်နော်ကဲဒီထားလေးကတော့ဒီမှာတိုင်းပါမယ်ဗျာဘောနဲ့ဖုန်းနဲ့အိတ်ပါပါအောင်နော်ကဲဒီထားလေးကတော့ချဲပါပဲဗျာကဲဒီကတော့တစ်ခွက်ပြုံပြီးနှပ်ပါမယ်ကျန်ပြုံပြီးတော့မှာလာကဲကျတော့ပြူနဲ့ဒီရပြုံပြီးဒီပေါ့နော်ကဲပြုံပြီးတော့ဘာမှလည်းမရောတော့ကျတော့နဲ့ကျတော့ပြင်ဒီတိုင်းလေးပဲစားတယ်ကျွန်တော်ရှင်းလိုက်တာပါဒီမှာဆောင်းလိုက်ပါမယ်ဒီရောက်ထမင်းမိန်တော့မှာပါဒီထားလို့ရတော့လာပါပြီဒီတော့လည်းလည်းကြိုက်လိုက်ပါဦးရှယ်မှုရဒီဗီဒီယိုတက်ချက်ထားတယ်ကဲကြပြီးတော့ပါပြီ။ဖေဘူးချက်ပြီ။ဒါကတော့အစောပိုင်းမှာချက်တဲ့စိုးစေးကြီးဝုတ်ချောင်းနဲ့အရွက်နဲ့ပေါ့နော်။ဒါကတော့မျိုးပြီးငပိထောင်းလေးပေါ့။ငပိနဲ့မျိုးဒီစိမ့်နဲ့ထောင်းတာဒီညောက်ထမင်းမိန်ကြီးပဲ။